နေပြီကြတော့မယ်ဟိုးကြပြီဟိုးဟိုးဖဲထားပါဖဲမြည်တယ်ချိမဟိုးဖဲကြဒီကပို့ဆိုတော့ပို့ဆုံးပါပဲနော်ဒါဒီဥတုအထင်နေရောရေတန်းကြောင်းပြောင်းတာရောအမှလှုပ်လိုက်တဲ့ဥစ္စာတွေရော